collagen ကြောင့်တစ်စိတ်တစ်စောင်းနဲ့ collagen ကျွဲဝသောအစားအသောက်များ collagen ဆိုတဲ့ protein ဟာအလုံးရင်းနှီးပြီးသားဖြစ်တဲ့သားရည်စုပြေးတည်ရင်ချင်းဖြင့်အယိုစေကြွက်သားနဲ့ကိုရင်းကလီစာကျန်းမာရေးကိုလည်းအထောက်အကူပြုပါတယ်။ဒါအပြင်အနာကျက်ခြင်း၊စံသားနဲ့ခြေသေးလက်သေးတန်ဆွမ်းစေခြင်းကိုလည်းပေးစွမ်းနိုင်ပါတယ်။ကျမတို့ခန္ဓာကိုယ်ဟာ collagen ကိုကိုယ်တိုင်ထုတ်လုပ်နိုင်စွမ်းရှိပေမဲ့အသက်အရွယ်နဲ့များထုတ်လုပ်နိုင်တဲ့ပမာဏလျော့ကျသွားလို့ collagen ကျွဲဝတဲ့အစားအစာများကိုစားသုံးခြင်းဖြင့်ဖြည့်စွမ်းနိုင်ပါတယ်။ collagen ကျွဲဝတဲ့သို့မဟုတ် collagen ထုတ်လုပ်ခြင်းကိုထောက်ကူပေးတဲ့အစားအစာများကတော့နီအောင်သားများ၊ကြက်သား၊ရေကိုမတွဲလျက်ချက်ပြုတ်ထားတဲ့ငါး၊ရိုးပြုတ်ရည်၊ဖယ်ရီသီးများ၊ရှားဆောင်လက်ပတ်၊အစေဆန်များ၊ပန်းကုန်ပြီးစိမ့်နဲ့ချက်ဦးနို့နဲ့နို့ထွက်ပစ္စည်းများစသဖြင့်ပဲဖြစ်ပါတယ်။ထိုအစားအသောက်များကိုပုံမှန်စားသုံးခြင်းဖြင့်ဈေးအများကြီးပေးပြီးဝယ်တောက်ရတဲ့ collagen ဖြည့်စွက်စာများမလိုပဲ collagen ရဲ့ကောင်းကျိုးများကိုခန်းစားရနိုင်ပါတယ်။စားအသောက်နဲ့ပတ်သက်တဲ့ဗဟုသုတနဲ့သုံးဝင်တဲ့နည်းလမ်းတွေအတွက် Food Classroom Page လေးကို Like and Follow လုပ်ထားကြအောင်နော်။